နော်အကယ်၍ပြတ်သွားရင်တော့ကျွန်တော်နောက်တစ်ပတ်မှာပြန်ပြီး forward resume လုပ်ပေးပါမယ်ဒါမှမဟုတ်လေဂျားထဲမှာပြန်လာလို့ရှိရင်ဖြစ်ကျွန်တော်ပြန်ပြီးတော့စပေးမယ်အခုကမီးအခြေအနေကဘာမှမသိဘူးဖြစ်နေကြဒီနေ့ကတော့ကျွန်တော်မီးမပြတ်ဘူးပြောတာtrading master class ကနေပြီးကြိုဆိုပါတယ်အားလုံးကျွန်တော်တို့အခုဒီ course မှာစပြီးတော့ဒီမဲ့အကြောင်းအရာတွေဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ course မှာ course ကိုကျွန်တော်အများအကျိုးရှိအောင်အကောင်းဆုံးဘယ်လိုသုံးချမလဲဆိုတဲ့အကြောင်းစပြောမယ်ဒီ trader တယောက်ဖြစ်မယ်ဆိုရင်ဘာတွေကျွန်တော်တို့ညှော်မှန်းထားရမလဲပေါ့အဲ့ဒါတွေပါမယ်ပြီးတော့အဓိကတော့ market ကဘယ်လိုမျိုး behave လုပ်လဲဆိုတဲ့အကြောင်းကျွန်တော် mic လေးတစ်ချက်တော့ပေးပါလားဗျတော့ပေးလိုက်သူ့ဆရာဝင်နေပြီးတော့ကျွန်တော် market ကိုဘယ်လိုမျိုး approach လုပ်ရမလဲဆိုတာပါမယ်ပြီးတော့ trading edge ဆိုတာဘာလဲပေါ့နော် trading edge ဆိုတာဘာလဲကျွန်တော်ဒီ trading လုပ်ဖို့အတွက်လိုအပ်တဲ့ဟာတွေကျွန်တော်ဘာတွေလိုအပ်လဲဆိုတဲ့အကြောင်းတွေကျွန်တော်ရှင်းပြမယ်ပြီးတော့တခြား trading ကျွန်တော်ရဲ့ performance ကိုဘာတွေကစပြီးတော့ dictate လုပ်လဲကျွန်တော်တို့ဒီ performance ကိုကောင်းဖို့အတွက်ဘာတွေပြင်ဆင်မှုလုပ်လဲဆိုတဲ့အကြောင်းတွေကျွန်တော်ရှင်းပြမယ်ပြီးတော့ consistent trader တယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတဲ့အကြောင်းတွေကျွန်တော်ပြောပြမယ်ပြီးရင်အမေအများဆုံးကကျွန်တော်ဘယ်လောက်နဲ့ဒေါ်လာဘယ်လောက်နဲ့စရမှာလဲဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါတွေကကျွန်တော်ဘယ်လိုတွက်လဲနဲ့ subjective လို့ဖြစ်လဲဆိုတဲ့အကြောင်းတွေပါတယ်ပြီးတော့ risk to reward ကဘာဖြစ်လို့အရင်အရေးကြီးတာလဲဆိုတဲ့အကြောင်းတွေပါတယ်နော်ဆိုတော့ဒီ course မှာကျွန်တော်တို့ Telegram chat ကိုကျွန်တော်လုပ်ထားပေးတယ်ဒီတစ်ဖွဲ့ကတော်တော်ကို active ဖြစ်တယ်ဆိုတော့အဲ့ဒါတော့အထူးပြောကြမလို့စကားဝင်မပြောပြတဲ့လူတွေလည်းပြောပါကြာဆွေးနွေးပါမကြောက်ပါနဲ့ပေါ့ကျွန်တော်လည်းပုံမှန်အဖြစ်တော့ပုံမှန် active အရင်ဖြစ်တယ်ဒါဒီအပိုင်းတွေကကျွန်တော် personal လေးနည်းနည်းရှိနေတော့ကြတော့ပွဲရေးဆက်နေတော့ကျွန်တော်ဘယ်လိုမှဝင်မပြောနိုင်ဘူးဆိုတော့ market ကလည်းကျွန်တော်ဖြစ်တော့ဘေးလိုက်တွေသွားနေဖြစ်တဲ့အတွက်အရင်မ trade ဖြစ်တော့ကျွန်တော် trade idea တွေအရင်မဆွေးနွေးဘူးပေါ့ဆိုတော့ဒီပေါ်မှာကျွန်တော်ဒီ Telegram နဲ့မှာ actively chat လုပ်ပါပြီးလို့ရှိရင် lecture video တွေကိုကြည့်ပါဦး lecture video က9ခုရှိတယ်9ခုမှာပထမ2ပိုင်းကကျွန်တော် setup အကြောင်းပြောပြထားတယ်ပြီးတော့နောက်2ပိုင်းကကျွန်တော်ဒီတကယ်စာပေါ့ technical analysis ကြောင်းပါတယ်ပြီးတော့ကျွန်တော် focus အဓိကလုပ်တာကဒီ training program မှာအဓိက focus လုပ်တာကကိုယ့်ရဲ့ training plan တစ်ခုကိုတိစောက်ပုံတိစောက်နည်းနဲ့ဒါကြီးပြီးသွားရင်ကိုပိုင် training plan တစ်ခုဖြစ်သွားပြီးတော့ fine tune လုပ်တောင်ကျွန်တော်သင်ပေးထားဖြစ်တဲ့အတွက်အဲ့ဒါကိုအဓိကထားပြီးလိုက်လုပ်ဖို့လိုတယ်ဆိုတော့ course work ကိုတော့မဖြစ်မနေလိုက်လုပ်ပါ100 trade strategy ကကျွန်တော်တို့ဒီ plan တိုင်းကို week 1မှာစပြီးတော့ပြီးအောင်ဆိုတော့ကျွန်တော်ရဲ့lecture video မှာလည်း2နာရီကျော်ကြာတခြားလေးအသေးသေးလို့ပြထားဖြစ်တဲ့အတွက်အဲ့ဒါလေးကိုတခြားလိုက်ကြည့်ပြီးလုပ်နိုင်လို့ရှိရင်ပိုကောင်းတယ် trade idea တွေကိုကျွန်တော်ဆွေးနွေးတဲ့အခါမှာ group ထဲမှာကျွန်တော်တစ်ခုပြောပြချင်တာကြတော့ဒါကိုဝယ်ရမလားရောင်းရမလားဘာတက်တော့မှလဲဘာကြတော့မှလဲဆိုတာမျိုးတွေထက်ပေါ့နော်တကယ်တမ်းကျွန်တော်ဆွေးနွေးချင်တဲ့ပုံစံကဆွေးနွေးစေချင်တဲ့ပုံစံကြတော့ okay hey ကျွန်တော်ဆိုကြပါတော့Phantom နဲ့ USDT ကျွန်တော်ဒီဘဲကိုကြည့်နေတဲ့အခါမှာဒီကောင်ကstructure ဘယ်လို break သွားပြီဒါမှမဟုတ် resistance area ဘယ်လိုရောက်နေတယ်50 EMA ဘယ်လိုထောက်ထားတယ်ကျွန်တော်တို့အောက်ကဘာ indicator ညာ indicator ပေါ့နော်ကိုသုံးတဲ့ကိုယ့်ရဲ့ trading plan နဲ့အတိုင်းကိုဒါဖောက်ရင်ဒါဝင်မယ်ဒါမှမဟုတ်ကျွန်တော်လည်းဆွေးနွေးပြတယ်လို့မျိုးအဲ့တော့ဒါကြောင့်ဆိုတဲ့ဟာမျိုး technical တွေကိုဆွေးနွေးပြီးတော့ကိုယ့်ရဲ့ trade idea ကိုတင်ဆက်ပြီးတော့ပြောပြပြီးတော့ channel လူတွေကိုလည်းဝိုင်းဆွေးနွေးစေတဲ့အကြောင်းကအဲ့လိုမျိုးပို့အားပေးတော့ဘာဝဲမှာလားဘာရောက်မှာလားရင်းနဲ့အဲ့လိုဟိုဖြစ်တာရဲ့ကတိတ်ပြီးတော့အကျိုးမရှိဘူးတက်မယ်တေးကြတယ်ကြမယ်တေးကြတယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေအဲ့လိုပြောတဲ့ဟာပေါ့ဟာဒါတေးကြတယ်တက်ပြီဒါတေးကြတယ်ကြပြီဆိုတဲ့ဟာမျိုးရလဲအရင်အကျိုးမရှိဘူးကျွန်တော်တို့ဘယ်လိုတွေမှာအကျိုးရှိမှာလဲဆိုလို့ရှိရင်ကျွန်တော်တယောက်နဲ့တယောက်ကျွန်တော်ကိုယ်တိုင်ရောအပါဝင်ပေါ့ကျွန်တော်အရှိအတန်းနေမှာဆိုလဲတချို့တွေက indicator အသစ်တွေသုံးလာရှိတယ်တချို့ဟာတွေဆိုလဲတော်တော်မိုက်တဲ့ဟာတွေပါတယ်ပေါ့အဲ့လိုမျိုးဟာတွေကကျွန်တော်ကလည်းမသိတာတွေကလူကျွန်တော်တယောက်တည်းက trade idea တွေ trade ဒီstrategy မတူတဲ့ဟာတွေအများကြီးကျွန်တော်သိနိုင်မှာမဟုတ်ထုံရင်းလည်းကောင်းမဲ့ channel တွေတော်တော်များများလို့အဲ့တော့တရားမို့တယောက်ကလည်းသူ့အတူအဲ့လိုမျိုးကြုံပြီးတော့ဖြစ်စီအရှိရ trading လုပ်ဘူးလို့ဖြစ်စီဒါမှမဟုတ်ရင်သူ့အတူရှောက်ဖတ်ထားရင်းနဲ့ဒါလေးစမ်းကြည့်လိုက်အောင်မယ်နော်အခုကကျွန်တော်ကကျွန်တော်မှာ framework တစ်ခုရှိသွားပြီtrade idea trade
ကိုယ်စီမှာ strategy တစ်ခုအသစ်ရှိတယ်idea တစ်ခုရှိတယ်ဆိုရင်ငါတို့ဒါကိုအလုပ်ဖြစ်တယ်မဖြစ်ဘူးဘယ်လိုမျိုးစမ်းရမလဲဆိုတဲ့ framework တစ်ခုကျွန်တော်ဒီ course မှာချပေးထားဖြစ်တဲ့အတွက်မတူတဲ့ style မတူတဲ့ trading style ကိုကျွန်တော်ကလွတ်လွတ်လပ်လပ်ဖန်တီးဝင်ပေးထားတာဖြစ်တဲ့အတွက်သူတို့တွေဆွေးနွေးရခါမှာကျွန်တော်တို့ကအမြဲတမ်းထောင်လို့ရကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းတစ်ခါတည်းကြောက်ရှင်ဆွေးနွေးရပုံလုံးမှာသူတို့တွေရဲ့ဒီ trade plan တွေ trade လုပ်တဲ့ trade strategy ကိုကျွန်တော်လေ့လာနေသေးပဲပေါ့အမြဲတမ်းတင်ယူနေငါတိသွားရင်ငါတက်သွားပြီဆိုပြီးတော့ဒါကြီးကိုတစ်ဖက်ပိတ်ကြီးနဲ့အာမဟုတ်ငါလို့တာပဲမှန်ဒီကောင်ကငါဝယ်လိုက်ပြီဒီတက်ကိုတက်မှာဆိုတော့အယူဆတွေကမရှိတာပိုကောင်းတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ရဲ့ journey ကအများကြီးပိုပြီး progress ပိုဖြစ်တာပိုမြန်နေပဲပေါ့ပြီးရင်တော့မိကုန်းနေရတော့မေးပါများပါမေးမသိရတဲ့မေးလို့ရဓာမီရဲ့မေးလို့ရထက်နေတဲ့ကိစ္စမရှိဘူးအများကြီးမေးတာများလို့ရှိရင်ကျွန်တော်က pin post လုပ်ထားလိုက်မယ်ပြီးတော့တယောက်နဲ့တယောက်မေးgroup ထဲမှာမေးတာပိုကောင်းတယ်ကျွန်တော်လည်းprivate message ကလာမေးရလူတွေလည်းရှိတယ်ဒါပေမဲ့တကယ် group ထဲမှာမေးလို့ရှိရင်ကြာဘာဖြစ်လဲဆိုတော့ကျွန်တော်ကိုမသိတဲ့လူတွေကလည်းသိလိုက်ရတဲ့အတွက်ပို့ပြီးတော့အကျိုးရှိမှာနော်ဆိုတော့ကျွန်တော်လည်းဒီမေးခွန်းတွေကိုနဲ့အစင်လူရိုးမမေးခွန်းတွေရှိနိုင်တဲ့အတွက်သူတို့လည်းအကျိုးရှိအောင် group ထဲမှာမေးလိုက်ကျွန်တော်မဖြေနိုင်ရင်လည်း senior တွေရှိတယ်ကျွန်တော်ဒီ class ကတခုထူးကြပုံမှန်အဖြစ်ကကျွန်တော်က class အသစ်ဖွင့်လို့ရှိရင် alpha တွေဝဲထည့်ပေးတယ် alpha group ကလူတွေဝဲထည့်ပေးတယ်ဒီ class မှာကြတော့အရှိ batch ပေါင်းပေါ်ကလူတွေအကုန်ပါတယ်အရှိမှာကျွန်တော် admin တွေပေးထားပြီးတော့ဘေးနားမှာနာမည်ထိုးပေးထားရတော့သူတို့တွေလည်းခဏနေကြ hi လို့ပေးလိမ့်မယ်သူတို့တွေနဲ့ပြောနေကြတယ်အခုကျွန်တော်တွေ့နော်ဆိုတော့တော်တော် active ဖြစ်တယ်ဆိုတော့ကောင်းတယ်အဲ့တိုင်းလေးပဲဆက်ပြီးတော့လုပ်ပါပြီးတော့ trade idea ဆွေးနွေးမှုဆွေးနွေးနေရတယ်ပို့ပြီးတော့ structure ကြတဲ့ပုံစံမျိုးနဲ့ဆွေးနွေးကြပါဦးOkay so ကျွန်တော်တို့ trader တယောက်ဖြစ်မယ်ဆိုရင်ဘာကို expect လုပ်လို့ရဘယ်လိုမျိုးတွေကိုကျွန်တော်မျှော်လင့်တယ်ဒီ expectation တွေလည်းအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီအပြင်တာမန်လူတယောက်ကပေါ့နော် trading လို့ပြောလိုက်ရင်ကြားဘူးနားဝရှိတဲ့လူတွေရှိမယ်ဒါမှမဟုတ်ရင်မျိုး expected ဒီမျိုးသူတို့တွေ့အရင်ကြုံမှုတွေ့မှုတဲ့သူတို့ရဲ့ expectation တွေရှိတယ်အဲ့တော့အဲ့ဒါတွေကခဏလေးမေ့ထားလိုက်ပြီးကျွန်တော်တို့ဘာတွေကိုအဓိကသိနေခြင်းလဲဆိုလို့ရှိရင်ဒါကြီးက skill set တခုဒီဟာကိုကျွန်တော်တို့ကအဲ့လိုမျိုးထီထိုးဆိုလောင်းကစားလုပ်သူမျိုးအခုချက်ချင်းဒေါ်လာ100လောက်ရင်းပြီးချက်ချင်းဘုံတိုင်းဆို1000ချမ်းသာခြင်းလို့မရဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့အခုလောလောဆယ်ကျွန်တော် personally ရောက်နေနေရကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကရှေ့နှစ်လောက်ကကျွန်တော် trade ထားပြီးသွားtrade ထားပြီးရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ risk management style နဲ့ကျွန်တော်ဘာလုပ်နေလဲဆိုတော့ကျွန်တော်တော်တိလာရောဖြစ်တဲ့အတွက်ကျွန်တော်ကတလန်းကြီးတိုးနေတယ်ဆိုတော့ကျွန်တော်ပြတဲ့ပတ်စံအမောင့်တွေကရုပ်တရက်ကြည့်လိုက်ရှင်တဘောကခုမှစ trade မဲ့လူဒါမှမဟုတ်ရင်အပြင်မှာ trade နေတဲ့လူတွေရဲ့ size ကကျွန်တော်ပြတဲ့ number တွေကနည်းနည်းကြီးကောင်းကြီးလိမ့်မယ်ဒါပေမဲ့အဲ့ဒါကြီးကအဲ့လိုကြီးသွားပြီးတော့အဲ့ဆိုရှင်ဒါကျွန်တော်လည်းလောက်ထည့်လိုက်လောက်ရမှာပဲဆိုတော့မဟုတ်ကျွန်တော် risk ကအရင်နေကျွန်တော်တစ်ခါ risk 200 300လောက်ပဲ risk တယ်တချို့တကယ် trade idea အရင်value တွေပြောလို့ရှိရင်1000လောက်ထိ risk တယ်ပေါ့ကျွန်တော်ရဲ့ cap လုပ်ထားတဲ့ size ကအဲ့နားမှာပဲ1000လောက် risk လုပ်ပြီးတော့ကျတော့4-500ရတဲ့ဟာဒါ make sense ပဲတဲ့မှာကိုက100 risk အချိန်မှာလေ4-500ရနေတော့ probability model အရာသူကအလုပ်ဖြစ်တယ်ကျွန်တော်အလုပ်ဖြစ်တဲ့ဟာကိုပဲရည်ရွယ် focus လုပ်စီကျွန်တော်ဆိုတော့နောက်ပိုင်းမှာလည်းကျွန်တော် share လုပ်လို့ရှိရင်ကျွန်တော်ဟာတွေပဲ share လုပ်ပြန်ဒီဘယ်လိုပြောမလဲ percentage တွေပဲကျွန်တော်ဥတည်ပြီး share လုပ်သွားပေးမယ် trick idea တွေကျွန်တော်အဓိကထားပြီးဆွေးနွေးသွားမှာဆိုတော့တကယ်တမ်းကပတ်စံဘယ်လောက်လဲဆိုတာအဲ့လိုရေးမကြည့်ဘူးကိုယ်စီမှာကိုဘယ်လောက် size နဲ့ trade ကိုကတကြက်နဲ့ trade 5ကြက်နဲ့ trade ဘယ်လောက်နဲ့ trade တကယ်တမ်းကိုယ့်ရဲ့ trade တိုင်းက probability model အရာနိုင်ရင်အများကြီးနိုင်ဖို့လိုတယ်နိုင်ရင်4-5စားလောက်နိုင်ဖို့လိုတယ် 1:4 1:5 လောက်နိုင်ဖို့လိုတယ်ဆိုတော့တဘောက50နိုင်နေဆိုတဲ့ဟာဘယ်လောက်ရင်းလဲဆိုတဲ့ဟာကိုကျွန်တော်အဓိကပြင်နေမိတယ်ဆိုတော့30ရင်းပြီးတော့50နိုင်နေဆိုရင်ဒီ probability model အရသွားလို့ရှိရင်နောက်ကြရင်30ကနေပြီးတော့100ထည့်နိုင်300လုံးမဲ့တိုးပါလေ900ဖြစ်သွားပြီအဲ့တော့မှအဲ့လိုပဲ900နေပြီးတော့1000ထည့်လိုက်ရှင်9000ဖြစ်သွားပြီလေလွယ်လေးပဲဆိုတော့အဲ့တော့ပတ်စံဆိုတဲ့ဟာကိုအရင်ကြီးစိတ်ထဲမှာအဲ့လိုတာဝန်ကြီးတစ်ခုလို့ strategy တစ်ခုကိုရမထားသေးကျွန်တော်ဒီ trading စပြီးတော့တင်နေတဲ့အချိန်မှာဆိုတော့ဒီတင်ယူစဲကာလမှာကိုယ့်ရဲ့ပတ်စံကိုနည်းနိုင်တယ်များနည်းပြီးတော့သင်ငန်းစာတွေများရအောင်ယူတဘောကstop loss အရန်ကျက်တယ်လို့ stop loss ကိုထိပြီးတော့ထွက်သွားတယ်ကျွန်တော်ရဲ့ trade ကဒါပေမဲ့ကျွန်တော် trade ထားတဲ့ဟာမှန်တယ်ပေါ့ကျွန်တော်ဝယ်လိုက်တယ်ဈေးတက်မယ်လို့ထင်ပြီးဝယ်လိုက်တယ် stop loss ကိုထိပြီးတော့ထွက်သွားတယ်အဲ့ဒါ3 က 4 ကလောက်ဖြစ်လို့ရှိရင်ကြာရင်ကျွန်တော်တို့ကသတိထားမိလာတယ်3-4 ကလောက်သတိဖြစ်တဲ့ခါကျဟာဒါငါ stop loss ကကျက်နေတာပဲကျွန်တော်တို့ကိုကြည်ထားရမယ်အဲ့လိုမျိုးတင်ယူနေတဲ့အချိန်မှာကျွန်တော်တို့ကသွားပြီးတော့ဒေါ်လာ100 200ဇွတ်တွေဒေါသကြီးပြီးတော့အရှိမရှုံးထားလို့နိုင်ထားလို့ဒေါ်လာ100 200နဲ့ဒီဟာတွေဇွတ်တွေနိုင်ကျင်ပြီးတော့ stop loss ကြီးကြက်ကြီးနဲ့သွားပြီးတော့လုံးလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ငါ stop loss ကြက်နဲ့မ trade ရဘူးဆိုတဲ့ဟာကို4-5 trade လောက်မှာ
ဒေါ်လာ40လောက်နဲ့ဒေါ်လာ40လောက်နဲ့တိရမယ်သင်ခန်းစာတခုကျွန်တော်ဒေါ်လာ400လောက်ပြီးတိလိုက်ရတာအဓိပ္ပာယ်မရှိဘူးကျွန်တော်ပြချင်တာအဲ့မျိုးပေါ့နော်ကျွန်တော်တို့ဒီခုတင်ယူစဲကာလမှာကြတော့ trade size ကိုအများကြီးလည်းမလျှော့သေးဘူးဘာလို့လဲဆိုတော့တဘောကကျွန်တော်ကဒေါ်လာအောက်တော့ပြန်90လောက်ပဲကျွန်တော် trade တယ်ဆိုကြပါစို့အဲ့ကြရင်လူရဲ့စိတ်ကဘာဖြစ်လဲဆိုတော့ဒါကပြန်90နော်မြန်မာငွေနဲ့တွက်လို့ရှိရင်တော့မှဒေါ်လာမြန်မာငွေနဲ့တွက်တော့1000လောက်ပဲရှိပါတယ်ဒါမှလက်ဖက်ရည်ဘူးပဲရှိတာအရေးမကြီးပါဘူးဆိုအဲ့မျိုးဖြစ်သွားရင်အဲ့ဒါအကျင့်ပါသွားတယ်အဲ့ဒါဘာအတွက်အနေရှိလဲဆိုရှေ့နောက်ပိုင်းဖြစ်လာမယ် face to face လိုမျိုးရောက်လို့ရှိရင်じゃသူကဘာဖြစ်လဲဆိုတော့ဘာမှဖြစ်ပါဘူးဆိုတော့မျိုးလုတ်လိုက်လို့ရှိရင်အဲ့ဒါချွေချော်လက်ချော်ဖြစ်လာတဲ့ခါကျကိုယ့်ရဲ့ size ကအဲ့လိုစိတ်ကမနိုင်တော့ဘဲနဲ့ trade size ကိုချဲ့ဖို့ကောင်မချဲ့ခီးမပေါက်တော့အဲ့လိုမျိုးကဏ္ဍရှိတယ်ဆိုတော့ဒီ trade size ကိုအဓိကဥတည်ပြီးတော့ကျွန်တော်တို့ risk ကို management ကိုစနစ်တကျလုပ်တတ်ဖို့ပဲရည်ရွယ်ပါဆိုတော့နှစ်ရှည်လာများ discipline ရှိနဲ့ train နိုင်တော့မှကျွန်တော်ရဲ့ account size ကအသက်ရှင်ဆိုတော့ဒီတင်နက်မှာတက်နေလူတွေအကုန်လုံး goal ကိုကျွန်တော်ထားသိခြင်းတဲ့ပုံစံဘယ်လိုမျိုးလဲဆိုရှင်အခုချက်ချင်းဒီပထမတစ်လနှစ်လမှာချက်ချင်းဝုန်းတိုင်းဆိုချမ်းသာဖို့ပတ်စံရဖို့အရေးမကြီးဘူးပထမ6လလောက်ကကျွန်တော်တို့ကဒါကိုတင်အောင်မှာ market စီကကျွန်တော်ဘာမလုပ်ရဘူးလဲဆိုတဲ့ဟာကိုတစ်လပြီးတစ်လတကယ်ကိုတင်ရမှာတိမှာပြီးရင်ဘာလုပ်ရမလဲဆိုတိလာတဲ့ခါကြပြန်ရင်လေကျွန်တော်မလုပ်ဖြစ်တာရှိတယ်နော်တဘောကငါဒါလို့ရင်ဒါဖြစ်ဒါလုပ်မယ်ဆိုရင်အကြည့်ကြplan တွေပါချရေးထားတယ်ဒါပေမဲ့မလုပ်ဖြစ်တဲ့အခါမှာဘာဖြစ်လဲဘာချောင်းမလုပ်ဖြစ်တာလဲဆိုတဲ့ဟာတွေနောက်ကိုအဲ့လိုမလုံးနဲ့နောက်အလုံးမလုံးနဲ့ဆိုအခုဒီထဲမှာစီနီယာရှိရနားထောင်နေလူတွေရှိရဆိုရင်သူတို့လည်းသိတယ်ဒါမှငါမလုပ်ဘူးလို့ချရေးထားတယ်ဒါပေမဲ့လုပ်လိုက်တယ်ဒီ trade ကိုမဝင်ဘူးလို့ရှိထားတယ်ဒါပေမဲ့အဲ့လိုဘေးနာလေးကပ်ပြီးတော့အတန်လေးဟာဝဲလဲဆိုတော့โอเคဝဲလိုက်တယ်ကွာဆိုပြီးအဲ့လိုဟာလေးအဲ့လိုအချိန်လေးတွေကြုံအောင်မှာဆိုတော့ကျွန်တော်ရဲ့ trade account size ကအသက်ရှည်မှရမှာအဲ့အတွက်ကျွန်တော်တို့လုပ်နိုင်တဲ့ဟာကိုယ့်ရဲ့ trading plan ကိုပို့ပြီးတော့ကောင်းအောင်လုပ်ပါပို့ပြီးတော့စနစ်တကျလိုက်နာနိုင်အောင်လုပ်ပါဆိုတော့ဒီအဲ့ကြမှာကျွန်တော်ဒီ trading trader တယောက်ကဒီဟာကိုစနစ်တကျနဲ့တကယ် discipline ဖြစ်လုပ်နိုင်တဲ့ trader တယောက်ဖြစ်လာရင်ရေရှည်မှာကျွန်တော်ရဲ့ trade size မှာဘာလုပ်ရမလဲဆိုတော့တည့်ရဲ့အချိန်ကြာရင်ကျွန်တော်တို့မှာတကယ်အသုံးပြုဖို့ပတ်စံနေရှိနေလိမ့်မယ်မဟုတ်လို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲစိတ်ကအဲ့လိုကျွန်တော်အချိန်လေးခုမရောက်သေးခင်မှာအတောင်မစုံသေးခင်မှာဇွတ်တီလိုအယိုးကျိုးခံပြီးပြန်လိုက်လို့ရှိရင်တကယ်အတောင်ကြီးတဲ့အခါမှာအဲ့အတောင်ဘို့ကျွန်တော်မထမ်းနိုင်ပဲနေသွားလိမ့်မယ်ဆိုတော့အဲ့ဒါစောစီးစီးမှာရေနစ်မခံတော့ရေတိမ်တော့မှာရေရင်ကူးကျင်ကျွန်တော်ရေကူးတဲ့ exam နဲ့အမြဲပြောရဲဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ရေကူးဖို့အရင်ဆုံးဒီဘောင်မှာပဲကပ်ပြီးတော့ခြေောက်ပုတ်လက်ပုတ်လေးလုံးကြည့်အသက်ရှူကျင့်ကြည့်တက်မလားနည်းနည်းလေးတက်လုံကောင်းအောင်ရင်ကျင့်ပြီးတော့မှကျွန်တော်ဆက်ပြီးတော့ရေစံကူးရမှာဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ trading edge ကိုနားလည်ဖို့အရေးကြီးတယ်အဓိကကိုယ့်ရဲ့စိတ်ပေါ့ကျွန်တော်ဒီ trading back test လုပ်ပြတဲ့ဟိုမှာကျွန်တော်ရှင်းပြတယ်ချို့ဟာကြကျွန်တော်ဘာလို့ပိတ်လိုက်တာလဲဘာလို့လူမျိုးပိတ်တာလဲဆိုတဲ့ဟာတွေပေါ်မှာတချို့ trade တွေကြောက်ရှင်ကျွန်တော်ရဲ့အဲ့လိုပေါ့စိတ်ကကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ principle အရကျွန်တော်ကဒီ pullback ထဲမှာမနေဘူးဒါကျွန်တော် principle buy right ကကျွန်တော်profit ကိုကျွန်တော်ကြိုက်တယ်1/3 ပေါ်ရောက်ပြီဆိုရင်ကျွန်တော် profit ယူဖို့ကျွန်တော်ဝင်မလေးဘူးကျွန်တော် profit နဲ့ပိတ်လိုက်ရပြီးတော့ run သွားတဲ့ trade တွေအများကြီးပဲရှိတယ်တဘောကကျွန်တော်9000လောက်ယူလိုက်ပြီးတော့အဲ့ကောင်က4-5000ဖြစ်သွားတဲ့ trade တွေရှိတယ်ဒါပေမဲ့4-5000မဖြစ်ဘဲနဲ့9000ကနေပြီးတော့1000-2000ကနေပြီးတော့တစ်ခါအနှုတ်ပြသွားတဲ့ trade တွေလည်းရှိကောင်းရှိလိမ့်မယ်ဆိုတော့သူအမြဲတမ်းသုံးဖြတ်ချက်တိုင်းဒီ trade မှာမှန်ပေမဲ့နောက် trade မှာမှားနိုင်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကရွေးချယ်တဲ့အပိုင်းမှာကျကျွန်တော်ကဒီ profit ယူတဲ့အပိုင်းကိုကျွန်တော်အမြဲရွေးချယ်တယ်ဆိုတော့ကျွန်တော်ရဲ့ principle အရဒါကျွန်တော် personal ဟိုအရဆိုရင်ကျွန်တော်က pullback မှာကျွန်တော်မနေဘူးလေဒါဆိုကျွန်တော် trading edge ကိုကျွန်တော်သိအဲ့ဒီဘောမျိုးကကိုယ့်ရဲ့စိတ်ကိုသိသိတယ်ဆိုတော့ဘယ်ဟာပို့ပြီးတော့ painful ပို့ဖြစ်လဲဆိုတဲ့ဟာကိုပြန်လေ့လာကြည့်ပေါ့ကိုယ့်ဟာကိုပြန်လေ့လာကြည့်တဘောက9000လောက်ဒေါ်လာ9000လောက်မြင် run နေရမြင်လိုက်ပြီးတော့မှဒေါ်လာ1000လောက်ကိုပြန်ပြီးတော့ဟိုဖြစ်သွားလားပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီဒေါ်လာ1000လောက်ကိုပြန်ပြီးတော့နိုင်နေကြားရကနေပြီးတော့ပြန်ပြီးတော့ရှုံးတာကိုဖြစ်သွားလားစရှိတယ်ဟောအဲ့မျိုးပေါ့ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုပို့ပြီးတော့သိသိနေတယ်မျိုးခဏလေးနော်
ခဏလေးနော်ကျွန်တော်ဟိုပြန်ခေါ်ပါဟုတ်ကဲ့ sorry ပါကျွန်တော် screen တွေ့ရသေးလားတွေ့ရတယ်ဆရာဟုတ်so အဲ့လိုများနေတော့တဖြည်း progress ဖြစ်သွားလို့ရှိရင်ပတ်စံဝင်လာလိမ့်မယ်နော်ဆိုတော့အဲ့တော့ကိုက trade လို့ကောင်းတဲ့ဟာကိုပဲကိုကတခြားရွေးပြီးတော့ trade ပါအဲ့လိုမျိုးပြင်ဆင်လို့ရပါတယ် market ကဘယ်လို behave လုပ်လဲဆိုလို့ရှိရင်သူကတက်ချင်တက်တယ်ကျချင်ကျတယ်ဘယ်တော့တက်မလဲမသိဘူးဘယ်တော့ဈေးကျမလဲဘယ်တော့ဈေးကျမလဲမသိဘူးဆိုတော့တကယ်တော့ဘယ်သူမှမသိဘူးအဲ့ဒီအတွက်ကိုကျွန်တော်တို့ကဘယ် indicator မှမှီခိုလို့မရဘူးအဲ့တော့ကို trade ဝင်ထားတဲ့ဘက်ကိုဟိုသွားမယ်ဆိုတဲ့ဟာမမှန်ဘူးပေါ့နော်အဲ့ဟာကိုအဲ့ flow အမျိုးခါယူခေါင်းထဲမှာအမျိုးမတွေးထားတယ်တကယ်တမ်းကျွန်တော်တို့အနေနဲ့ဟို market ပေါ်မှာသူ trade တဲ့ဟာသူဖြစ်တဲ့ flow ပဲကျွန်တော်တို့က like ပြီးတော့ဟို probability အရာပဲကျွန်တော်ကကောင်းတယ်မကောင်းတယ် trade တင်တယ်မ trade တင်ဘူးဆိုတာစရကိုဆက်ပြီးတော့လုပ်ရအောင် so market ကိုကျွန်တော်ဘယ်လို approach လုပ်ရမလဲဆိုလို့ရှိရင်market condition trending လား sideways လားပြီးလို့ရှိရင် market direction ပေါ့နော် momentum အရာ market ကဘယ်ကိုသွားနေရလဲပြီးလို့ရှိရင် market phase market ကဟို correction မှာလား run မှာလားအစရှိရှိကျွန်တော်အဲ့ဒါမျိုးလေးကိုကျွန်တော်တို့ကသိထားမှာဖြစ်ပါတယ်ဒီဟာကကျွန်တော်ဟို technical analysis ဟိုမှာလည်းပါတယ်နော်ဒီဟာကိုကျွန်တော်ပုံဆွဲပြပြီးတော့ကြာအဓိက market condition တွေပေါ်မှာ trending လား sideways လားနဲ့ market direction တွေကိုကျွန်တော်မသိတဲ့အခါပေါ်မှာကျတော့ကျွန်တော်ဘာကြီးဖြစ်မယ်ဆိုတာကိုသိချာသိအောင်ဟိုဒီ technical analysis ကနေပြီးတော့ကျွန်တော်တို့ကူညီပြီးတော့ဒီဟာတွေဆုံးဖြတ်ပေးတော့မှာဖြစ်တယ် so ကျွန်တော်တို့ဒီက market ကိုဘယ်လိုမျိုး approach လုပ်ရမလဲဆိုလို့ရှိရင်တလန်းချင်းစီပေါ့နော်ဖြည်းဖြည်းချင်းတလန်းချင်းစီဘယ်လိုအစိမ့်စိမ့်အပိုင်းပိုင်းခွဲပြီးတော့ကြတော့ကျွန်တော်နည်းနည်းရင်းပြီးရင်များယူရမယ်ပြီးတော့ဈေးကောင်းပြီးလို့ရှိရင်ကင်ထားရမယ်ပြီးတော့ stop loss ကိုလုံလုံခြုံခြုံထားပြီးတော့ stop loss ကိုသွားမရွှေ့နဲ့ပေါ့အဲ့တော့ပြီးလို့ရှိရင်ကျန်တဲ့ဟာကျတော့လောဘနဲ့အကြောက်တရား greed နဲ့ fear ကိုကြော်ပြီးတော့ကျွန်တော် market ကိုတခြား approach လုပ်ပြီး trade တင်တယ် the trading edge ဆိုတာဘာလဲပေါ့နော် trading edge ဆိုတာဘာလဲဆိုလို့ရှိရင် trading edge ဆိုတာဘယ်နာမှာဘလို့ဆိုလို့ရှိရင်အကျင့်တရားမှာဘလောက်ကဘာဖြစ်တတ်တယ်ဆိုတဲ့ဟာအဲ့ကိုယ့်ရဲ့ trading edge ပဲเนาะကျွန်တော်တို့ဒီမှာရှိတဲ့ဟို trading ဟို plan 100 trade backtest plan ကိုကျွန်တော်လုပ်ခိုင်းတဲ့ရည်ရွယ်ချက်ကကျွန်တော်ဒီ trading edge ကိုယ့်ရဲ့ trading edge ကဘာဖြစ်နေလဲဆိုတဲ့ဟာကိုကျွန်တော်သိသိကျွန်တော်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်စမ်းသိခြင်းနဲ့အဲ့တော့ကိုကျွန်တော်တို့ဒီလေ့ကျင့်ခန်း coursework ထဲမှာ trading edge ဒီ trading coursework လုပ်ရတဲ့ဟာရည်ရွယ်ချက်က trading edge
ကိုသိတယ်ခြင်းလို့ဖြစ်တော့တော့ကျွန်တော် trading မှာလုပ်ဖို့အတွက်ကိုဘာတွေလိုလဲဆိုလို့ရှိရင်ကျွန်တော်ကဘာ trading plan လိုတယ်ပြီးတော့ဒီ trading plan ဆိုတာဘာလဲဆိုလို့ရှိရင်ဘယ်အချိန်မှာဘာလုပ်မယ်ဆိုတော့ကျွန်တော်ရေးထားအောင်တဲတဲရွယ်ရေးထားတာပြီးတော့ကြာ trading edge လိုတယ် trading edge ကကြာဘယ်အချိန်မှာဘာလုပ်ရင်ဘယ်လောက် percentage နိုင်ကြီးရှိလဲဆိုတော့သိဖို့ပြောထားတာပြီးတော့ trading journal လိုတယ်trading journal ကကြာကျွန်တော်ကဘာလဲဆိုတော့လုပ်မယ်လို့ပြောထားတဲ့ဟာတွေနော်လုပ်လားတကယ်လုပ်ဖြစ်လား trading ကိုယ့်ရဲ့ trading edge ကို performance ကို trace လုပ်ဖို့ tracking လိုက်ဖို့လိုတယ်အဲ့ဒါကိုကျွန်တော်ကပြောတာဖြစ်တယ်ပြီးတော့ကြတော့mindset journal ဆိုတာလိုတယ် mindset journal ဆိုတာကြတော့ကျွန်တော်ကစိတ်ကို reset ချပေးဖို့လိုတာပေါ့အဲ့ဒါဘာလဲဆိုတော့တကယ်တမ်းကျွန်တော်တို့ဒီ trading လုပ်နေတဲ့အခါမှာကိုကလောဘရှိမှရှုံးတိုင်းဟာရှိနိုင်တိုင်းဟာရှိတော့စရှိတယ်အဲ့လိုဟာကြီးကြောင့်လောဘရေဒေါသရေရှိလို့ရှိရင်အဲ့လိုအဆင်မပြေတာဖြစ်နိုင်တယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကစပြီးတော့မှတ်ပြီးတော့မှတ်သားထားဖို့ ਨੇ ကောင်းမွန်လုပ်ဖို့လိုတယ်နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကိုယ့်ရဲ့စိတ်ကဘာဖြစ်နေလဲငါဘာကြောင့်ဒါလုပ်လိုက်တာလဲဆိုတဲ့ဟာမျိုးတွေကိုသိဖို့အတွက်ချရေးထားဖို့လိုတယ်ဆိုတော့ performance ကိုကျွန်တော်တို့ dictate လုပ်တဲ့ factor တွေကဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော် trade size ပါတယ်ပြီးတော့ probability ပါတယ် strike rate ပါတယ် risk to reward ပါတယ်ဆိုတော့ trade size ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့က stop loss ဘယ်နားမှာထားရလဲဘယ်လောက်ထားရလဲဆိုတာဟာ trade size လို့ခေါ်တယ် probability ဆိုတာကြတော့ကျွန်တော်ဒီ trade 100မှာဘယ်နှ trade ကနိုင်ကြီးရှိလဲဆိုတဲ့ဟာဒါကျွန်တော် back test လုပ်ထားတဲ့ data ကိုပြန်ပြီး refer လုပ်ရအောင်အဲ့ဒီ data ရှိရမယ်ပြီးတော့ strike rate ဆိုတာကြတော့ကျွန်တော်တကယ် trade တဲ့အခါမှာဘယ်နှခါရောနိုင်လဲပေါ့နော် probability ဆိုတော့ဖြစ်နိုင်ကြီးရှိတာ strike rate ဆိုတော့ကျွန်တော်ရဲ့ဒီအခုဒီ follow up performance ပေါ့အဲ့တော့နှစ်ခုကစင်တူရိုးမှဖြစ်နိုင်တယ်ဒါပေမဲ့တကယ်တမ်း probability ဆိုတဲ့ဟာက trading plan ရဲ့trading edge ရဲ့အလုပ်ဖြစ်တဲ့ model ပေါ့ရှေ့ကျွန်တော် back test လုပ်ထားတဲ့ data တွေ strike rate ဆိုတာကျွန်တော်အခုတကယ် trade တွေကို live trade တဲ့အခါမှာပေါ်လာတဲ့ဟာတွေကို strike rate လို့ခေါ်တယ်အဲ့တော့ risk to reward ကကျွန်တော် percentage ဘယ်လောက်ထိရင်းလို့ရှိရင်ဘယ်လောက်ထိမြတ်တယ်ဆိုတဲ့ဟာမျိုးတွေအဲ့ဒါ risk to reward လို့ခေါ်တယ်consistent trader ဆိုတာဘာလဲနော် consistent trader ဆိုတာဘာလဲဆိုတော့ trading plan ထဲမှာပြောထားတဲ့အတိုင်းလုပ်မယ်လို့ပြောထားတဲ့အတိုင်းလုပ်တဲ့လူကို consistent trader လို့ခေါ်တယ်နော်ဆိုတော့ကျွန်တော်တို့ပတ်စံဘယ်လောက်နဲ့စလို့ရလဲဆိုလို့ရှိရင်ခုနကကျွန်တော်အကြမ်းမြင့်တော့ပြောပြသွားပြီးသွားပြီအရှုံးခံနိုင်လောက်ပဲစပါနော်အရှုံးခံနိုင်လောက်ပဲစပါပြီးကြ trade တစ်ခုကကိုယ့်ရဲ့ဝင်ငွေရဲ့တရားပုံတစ်ပုံရှိပါသေးတယ်ဒါကတော့ကျွန်တော်အကြမ်းမြင့်လို့ချိန်ထိုးပြီးပြောလိုက်တာပါတကယ်ကျွန်တော်မဖြစ်စေချင်တာကတော့အရန်နေသွားပြီးတော့ဖြစ်သွားတာမျိုးကိုကစိတ်ထဲမှာဖြစ်တဲ့ဟာအရန်နေပြီးတော့မ trade လိုက်ရတဲ့ဟာမျိုးကိုစီမှာဒါပေါ်ပေါ်လေးပါကွာဆိုပြီးကြကိုယ့်ရဲ့ decision တွေကဈေးအရန်ပေါ်သွားလို့ဖြစ်စေဈေးအရန်ကြီးသွားလို့ဖြစ်စေမှာကိုယ့်ရဲ့ trade decision တွေကိုtechnical decision မဟုတ်တော့ဘဲနဲ့လောဘသုံးမဟုတ်အကြောက်တရားနော် greed fear တခုကြောင့်ဖြစ်တဲ့ဟာဖြစ်စေဒါမှမဟုတ်ရှင်သူကဒါပေါ်လို့ပါကွာဆိုတာမျိုးဖြစ်စေဆိုရှင်အဲ့ဒါဆိုလို့ရှင်အဆင်မပြေဘူးအဲ့တော့အဲ့နှစ်ခုကြားထဲမှာဖြစ်အောင်လုပ်ပေးပါ risk to reward ကဘာလို့အရေးကြီးတာလဲဆိုလို့ရှင်တကယ်တမ်းကကျွန်တော်ကရှိတာကိုအစိမ့်မော်မှာစိတ်ပြီးတော့ဖြည်းဖြည်းချင်းတိုးကျင်တာအဲ့ဒါကြောင့်ကျွန်တော် risk to reward ကအရေးကြီးတယ်လို့ခေါ်တယ်ဆိုတော့အဲ့တော့တကယ်တမ်းကျွန်တော်တို့စီမှာရှိတဲ့ပတ်စံတွေကိုအများကြီးမတုံးလိုက်ဖို့တပြိုင်တည်းမှာအများကြီးမတုံးလိုက်ဖို့အရေးကြီးတယ်ဆိုတော့အဲ့ concept ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒေါ်လာ1000ရှိရဆိုကြပါတော့ဒေါ်လာ1000ရှိလို့ရှိရင်ကျွန်တော်တို့သွားပြီးတော့ခေါင်းပန်းလှန်မယ်လူကြောက်ကခေါင်းပန်းလှန်ခြင်းတယ်ဆိုပြောတဲ့အခါမှာကျွန်တော် okay အဲ့ဆိုရင်ဒီခေါင်းပန်းကိုကျွန်တော်လှန်တဲ့အခါမှာဒေါ်လာ1000ပေးလိုက်လို့ရှိရင်ကိုကရွေးထားတာခေါင်းလိုရွေးထားဆိုမှန်လို့ရှိရင်ကိုပတ်စံရမယ်မှားရင်ပတ်စံမရဘူးပေါ့ဆိုတော့အဲ့လိုအခါမှာအဲ့လိုလုပ်တဲ့အခါမှာကျတော့သူကဘယ်လိုဖြစ်လဲဆိုတော့ဒီခေါင်းပန်းလှန်တဲ့အခါမှာမှန်ရင်ပတ်စံရပြီးတော့မှားရင်ပတ်စံမရဘူးဆိုတဲ့အခါမှာ1000ရင်းလိုက်လို့ရှိရင်တစ်ခါတည်း1000ကိုတန်းပြုတ်သွားမှာအဲ့လိုထက်စာရင်ကိုအစိမ့်မော်မှာ10ခုလောက်ခွဲလိုက်နော်ဒါမှမဟုတ်အခု100လောက်ခွဲလိုက်ပြီးတော့အဲ့လိုခွဲလိုက်တဲ့ဟာကိုဖြည်းဖြည်းချင်းစီကတိုးွားလို့ရှိရင်ဒါကိုယ့်ရဲ့ risk to reward ကိုပြန်ပြီးတော့အများကြီးခွဲလိုက်လို့ရတယ်တခါတည်း1000ရှုံးမသွားပဲနဲ့110ကထွေးမလား1000မှ110ကထွေးမလား10အခါ100ထွေးမလားစရှိတယ်နော်သေးလေးခွဲပြီးတော့စိတ်မော်မှာခွဲပြီးလုပ်လို့ရှိရင်ကိုယ့်ရဲ့ probability ကပို့ပြီးတော့နိုင်ကြီးကပို့ပြီးတော့များသွားဆိုတော့တက်သိုးရှည်အောင်ကျွန်တော်အကောင့်ကိုစိတ်မော်မှာခွဲပြီးသွဲထုတ်လိုက်တာအဲ့တော့ကျွန်တော်ကအများကြီးဖြစ်လို့ရသွားလိမ့်မယ်ပို့ပြီးတော့ကိုယ့်အတွက်ကိုရေရှည်မှာကောင်းမွန်ပတ်စံနေအများကြီးရကြည်နေဆိုလို့ရှိရင်ကြတော့သူကဘာဖြစ်လဲဆိုလို့ရှိရင် risk to reward ကိုယ့်ဘက်ကိုပအောင်ဆွဲချက်လို့ရတော့ဆိုတော့ဆွဲချက်ဖို့အတွက်ကကြတော့သဘောက100ရင်းလို့ရှိရင်100ရတာတိတ်ပြီးတော့အဆင်မပြေဘူးအဲ့လိုတဲ့စာရင်သူ100ရင်းလို့ရှိရင်
300လောက်ရလို့ရှိရင်じゃ risk to reward က 1 to 3ဖြစ်သွားပြီအဲ့မျိုးခါကျရင်ကိုကဘာလဲဆိုတော့10ရင်း30နိုင်မယ်ရှုံးရင်10ရှုံးမယ်အဲ့တော့30တစ်ခါနိုင်ဖို့ကျွန်တော်က30တစ်ခါနိုင်ဖို့10 3ခါရှုံးလို့ရတယ်ကျွန်တော်4ကအချိန်4ခါထွေတယ်ဆိုကြပါစို့4ခါထွေလို့ရှိရင်ကျွန်တော်က3ခါမှာရှုံးတယ်ဆိုခဲ့သည်အတိုင်အောင်တစ်ခါလောက်ပဲနိုင်လို့ရှိရင်ကျွန်တော်ရဲ့ risk to reward က model ကအလုပ်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့အဆင်ပြေနေတယ်အဲ့အတွက်ကိုကျွန်တော်တို့ကကောင်းမွန်မွန် trade လို့ရတယ်ပေါ့ဆိုတော့အဲ့ရေရှည်မှာကျွန်တော်အဆင်ပြေနေလိမ့်မယ်သူကပို့ပြီးတော့ကောင်းမွန်တဲ့ဟိုဖြစ်သွားလိမ့်မယ် so ဒါကကျွန်တော်တို့လာမယ့်အပတ်အတွက် content ပေါ့နော်လာမယ့်အပတ်အတွက် content ကြဒီ support resistance area တွေ nature of market တွေ momentum တွေ time frame ဘာညာတွေပါတယ်အဲ့ဒါအကြမ်းမြတ်ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ trading လုပ်တဲ့အခါမှာဟို support resistance area zone တွေရှိတယ်ပြီးကြတော့ဒီ market analysis အကြောင်းတွေကိုကျွန်တော်ပြောပြထားရှိတယ်ဒီဟာကျွန်တော် lecture ထဲမှာပါပြီးသားနော် market analysis အကြောင်းပြောပြထားရှိတယ်ပြီးကြတော့ momentum ကအဓိကပေါ့နော် momentum အဓိကဆိုတာမှာဘာလဲဆိုရင် momentum ကဘယ်ကနေလာနေရလဲဆိုတဲ့ဟာအရင်ရေးကြည့်တယ်ဘယ်ကနေလာနေရလဲဆိုတဲ့ဟာကိုကျွန်တော်ကတက်နေတဲ့ market ကိုအတင်းရလို့ဟာကြတော့ကွာကြာစမ်းကွာဆိုပြီးတော့ကျွန်တော်တို့အရှိန်နဲ့လာနေရထားကြီးကိုပြေးပြီးတော့လက်လေးနှစ်ချောင်းနဲ့ Superman ဆိုပြီးပြေးထောက်လိုက်တာတဲ့အဲ့လိုမျိုးပြေးထောက်တာတဲ့ယထာသွားနေတဲ့ direction ကိုလိုက်မျောပြီးတော့ထိတာပိုကောင်းတယ်သိလားအဲ့လိုမျိုးပေါ့အဲ့တော့အခုကသူ့ရဲ့ဟိုအတိုင်း condition တွေအတိုင်းအောင်သူကကိုကဆက်ပြီးတော့ဒီတိုင်းကိုလုံနိုင်လို့ရှိရင်အများကြီးပို့ပြီးတော့အကျိုးရှိတယ်ဟို momentum ကိုသွားပြီးတော့မ fight ပါနဲ့နောက်တစ်ခုကကြာ multiple time frame analysis ပေါ့နော်ကျွန်တော်ကဒီ time frame တွေကိုထပ်ပြီးတော့အများကြီးထပ်ပြီးတော့တက်ချလိုက်ပြီးတော့လုပ်တာပေါ့ဆိုတော့အဲ့မျိုးဟာကိုကဒီ daily ရဲ့ time frame ရဲ့ momentum တွေ weekly ရဲ့ momentum တွေစသည်ဖြင့်ပေါ့သူတို့ရဲ့မတူရဲ့ time frame တွေရဲ့ဟာတွေကိုကျွန်တော်ကကြည့်ပြီးတော့ trade လို့ရတယ်အဲ့ဒါတွေကိုထပ်လိုက်ပြီးတော့အများကြီးကိုကျွန်တော်သုံးသပ်လိုက်ပြီး analyze လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဟိုကျွန်တော်တို့ရဲ့တကယ် net momentum ထွက်လာပြီးတော့ကျွန်တော်တကယ် trade လို့ရတဲ့ဟာမျိုးဖြစ်သွားတယ်နော်ဆိုတော့risk to reward ကလည်းအရေးကြီးတယ်ကျွန်တော်ခုနပြောတဲ့အတိုင်းကိုယ်စီမှာ risk to reward မြင့်နေလို့ရှိရင်ကိုကများများရှုံးခံနိုင်တယ်ခဏရှုံးလို့ရတယ်နိုင်ရင်အများကြီးနိုင်မယ်ပြီးလို့ရှိရင်ပတ်စံကြံမယ်ဆိုတော့အဓိကတော့ကျွန်တော်က at the end of the day မှာကျွန်တော်တစ်နေ့လုံးမှာ trade လို့ရှိရင်ပတ်စံကြံဖို့အရေးကြီးတယ်နောက်တစ်ခုကကျတော့ strike rate ပေါ့နော် strike rate ကကျတော့ဗာလဲဆိုတော့ကျတော့ဟိုချိန်100 trade လို့ရှိရင်ဘယ်နှချိန်နိုင်လဲဆိုတဲ့ဟာအချိန်100 trade ရင်ဘယ်နှချိန်နိုင်လဲဆိုတော့ဟိုသူကဘာလို့အရေးကြီးရလဲဆိုရှင်ကျွန်တော်တို့တခုခုကို decision တခုဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်ခေါင်းထဲမှာပေါ့ decision တခုကိုဆုံးဖြတ်တော့မယ်ဒီ trade တခုကိုကျွန်တော်ယူတော့မယ် face time break ကိုကျွန်တော်ဝယ်မယ်ဆိုကြပါစို့ face time break ကိုရောင်းမယ်ဆိုကြပါစို့အဲ့မျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့မှလဲဆိုတော့ခေါင်းထဲမှာကျွန်တော်တို့အရင်တော့လှုပ်ထားတဲ့ data တွေမရှိဘူး probability ဟို strike rate ဟိုဟာတွေမရှိဘူး probability ဟိုအတိတွေမရှိဘူးဆိုလို့ရှိရင်ကြောက်နေလိမ့်မယ်ကျွန်တော်အဲ့လို trade တခုကို trigger လုပ်အောင်မှာကြောက်တယ်တို့ဟိုမယူရဲဘူးလို့ဆိုတဲ့ဟာတွေကဘယ်ကလာတာလဲဆိုတော့ back test မလုပ်ထားလို့လာတာ back test ကိုများများလုပ်ထားလို့ရှိရင်ကျွန်တော်ဒီ strategy ကိုပိုင်နေလို့ရှိရင်သူပေါ်လာလိမ့်မယ်โอเคဒါဆိုရှင်ဝယ်ဒါလိုမျိုးဖြစ်တယ်ဆိုဝယ်လို့ရတယ်နောက်နောက်ဖြစ်တယ်ရောင်းတယ်ဆိုရှင်ရောင်းလို့ရအဲ့ဒီပုံမျိုးပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ confluence staking လုပ်လို့ရတယ်probability ပေါ်မှာကျွန်တော်တို့ဒီထပ်ပြီးတော့ခုန support resistance ဆိုတာဘာကြောင့်ဖြစ်တယ် support resistance area မှာရောက်နေတယ်ပြီးတော့ trend အပေါ်တက်နေတယ် momentum လည်းအပေါ်တက်နေတယ်ပြီးကြတော့ time frame မှာ daily မှာလည်း long ဟိုမှာလည်း long ဆက်ရှိနေတော့အဲ့ဒါအကုန်လုံးကျွန်တော်ပြန်ပြီးတော့ထပ်ချလိုက်လို့ရှိရင်ကျွန်တော်ရဲ့ probability ကအများကြီးပိုပြီးမြင့်သွားတယ်ဒါကကျွန်တော်တို့လုပ်ရတဲ့လုပ်ငန်းစဉ်ရဲ့ဟို idea ပေါ့ trade idea ရဲ့ဟို trade idea တခုကောင်းတယ်မကောင်းဘူးကိုကျွန်တော် probability နဲ့ပြန်ပြီးတော့သတ်မှတ်လို့ရတယ်ကျွန်တော်ဒီ candle pattern reference နဲ့ဒီဟိုဟာနဲ့ကိုကျွန်တော်အများကြီးရှင်းပြထားတယ်အဲ့ဒါဒီဟိုမှာကျွန်တော်ပြန်ကြည့်လို့ရအောင်တကယ်တမ်းကဟိုဒီမော်မှာအားလုံးလိုအပ်တဲ့ဟာကဘာလဲဆိုရှင်ဟိုဘူးလားဘဲလားဝယ်ရမှာလားရောင်းရမှာဒါပဲတိခွာကွာဒီလိုအမျိုးဆိုတော့ကျွန်တော်အနေနဲ့ဒါကိုကြည့်ပြီးတော့ဟိုဝယ်သင့်တာလားရောင်းသင့်တာလားဆိုတော့ကြည့်ဦးမယ်ပြီးလို့ရှိရင်ဒီ pattern တွေကိုကျွန်တော်ဒီ candlestick pattern တွေကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဆုံးဖြတ်ရမယ်ပြီးတော့ကျတော့တကယ်ပို့ပြီးတော့အရေးကြီးတာကျတော့ဒီ market ရဲ့ pattern structure တွေပို့ပြီးတော့အရေးကြီးရောဆိုတော့ဒီထဲမှာကျွန်တော်အများဆုံးကျွန်တော်တကယ်လဲ personally အရင်ကြိုက်တာပါရဲဆိုရင်လို့ wedge တွေအရင်ကြိုက်တယ်ပြီးကြတော့ဟို flag pattern တွေကြိုက်တယ်ပေါ့ဆိုတော့ wedge တွေကျွန်တော်အရင်ကြိုက်တဲ့ဟာပေါ်မှာဟိုဘာကြောင့်လဲဆိုရင်သူကဒီ probability ပိုမြင့်တယ်ကျွန်တော် back test လုပ်ထားရတော့များမှာလဲဒီ wedge တွေကအရင် probability မြင့်တယ်ပြီးလို့ရှိရင် flag pattern တွေရှိတယ်ပေါ့ flag pattern တွေကဆိုဒီ continuation flag pattern တွေကအရင်လို့ဖြစ်တယ်ဆိုတော့အဲ့ pattern နှစ်ခုကျွန်တော်အရင်ကြိုက်တယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ပြောရတယ်ဒီဟို wedge ပေါ့နော် rising wedge falling wedge
falling bullish falling wedge bearish rising wedge စရှိကြီးအဲ့ဒါတွေအကုန်လုံးအလုပ်ဖြစ်တယ်ပြီးတော့ကြတော့ဒီဟို flag pattern တွေကလည်းအလုပ်ဖြစ်တယ်ပေါ့နော်Okay so ကျွန်တော်တို့ဒီဒုတိယအပိုင်းနဲ့ဒီဟိုနောက်ပိုင်းနေကြကျွန်တော်တို့လာမဲ့ဟိုဟာမှာဆက်ပြီးတော့ဆွေးနွေးမှာဖြစ်တယ်ဆိုတော့ဆက်ပြီးတော့ဆွေးနွေးမှာဆိုတော့ကျွန်တော်တို့ဒီ debate အတွက်က cover လုပ်ထားတဲ့ content ကဒီထိပဲအဲ့မှာအခုကျွန်တော်စပြီးတော့ဟိုသိကျင်တာမေးလို့ရပြီပြီးတော့ကြတော့ဒါကြီးဟိုဘာဖြစ်လဲဆိုတော့ဟိုဘာတွေအခုလောဆယ်လေးလိုက်ခါမှာကျွန်တော်စပြီးတော့ဆွေးနွေးလို့ရပြီဘာတွေသိကျင်လဲဘာတွေဟိုဖြစ်ချင်လဲဆိုတာမျိုးကျွန်တော်ပြန်ပြီးတော့ဆွေးနွေးလို့ရပါတယ်အကယ်၍အချိန်ပိုလို့ရှင်တော့ကျွန်တော်ဒီရောက်ကဟာတွေပါတစ်ခါဆက်ပြီးတော့လုပ်လိုက်ပါမယ်Hello ကိုဟယ်ရီ ဟုတ်ကဲ့ပြောပါကြကိုဟယ်ရီဟုတ်မင်္ဂလာပါကိုဟယ်ရီဟိုကျွန်တော်တခုလောက်မေးချင်လို့ပါဟုတ်ဒီလေindicator တွေကကိုဟယ်ရီကျွန်တော်တို့ဒီဘယ်လိုပြောမလဲများသုံးတာကောင်းတာလားတစ်ခုပဲသုံးတာကောင်းတာလား indicator တွေအကုန်လုံးလိုမျိုး3-4ခုလောက်ကြည့်ပြီးမှဆုံးဖြတ်ရလားဘယ်လိုမျိုးကပို့ပြီးဆင်ပြီးလဲမသိဘူးဗျကျွန်တော်တို့လိုမျိုးလို့ beginner ပဲစရဲဆိုပါတော့ဟုတ်အဲ့ဒါကဟွာ indicator အများကြီးသုံးလို့လည်းရတယ်ကျွန်တော်အနေနဲ့က personally က indicator ကျွန်တော်မသုံးဘူးကျွန်တော်ကတော့ဒီဟွာ structure ပဲ trader ဆိုတော့ကျွန်တော် indicator အများကြီးမသုံးဘူးသို့တော့တချို့တွေလည်း indicator ကို3-4မျိုးထပ်ပြီးသုံးတာများဆိုတော့ဘာပဲဖြစ်ဖြစ် back test scan လို့ကြည့်ပြီးတော့ကိုယ်နဲ့ကြိုက်တဲ့ဟာမျိုးရှာတွေ့လို့ရှိရင်ပို့ပြီးကောင်းတယ်တဘောက indicator နှစ်ခုထပ်လိုက်လို့သုံးလိုက်လို့ဟိုကိုယ့်ရဲ့ performance မြင့်သွားလားဒါမှမဟုတ်ရှင် indicator 3ခုထပ်ပြီးသုံးလို့ရှိရင်ကိုယ့်ရဲ့ performance မြင့်သွားလားဆိုတာ ਨੇ indicator တွေမပါဘဲနဲ့ဟိုသုံးလိုက်လို့ရှိရင်ကိုယ့်ရဲ့ performance မြင့်သွားလားဆိုတဲ့ဟာကိုတဖြည်းဖြည်းနဲ့ပြန်ပြီး back test လုပ်နေလို့ရှိရင်ဟိုကို trade တရားမှာ penetrate ကကိုယ့်အတွက်ပိုပြီး performance ကောင်းတယ်ကောင်းလို့ရှိရင်ကျွန်တော်ဒါကို stick လုပ်ထားလို့ရဒါကိုယ့်ရဲ့ style နဲ့ကို trade လို့ရတဲ့အတွက်အဲ့လိုမျိုးဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဆိုတော့အတိအကျကြီးမရှိဘူးအမေ indicator ကို5ခုထပ်ပိုပြီးသုံးရင်တော့တိတ်တော့အဆင်မပြေဘူးဘာလို့လဲဆိုတော့အရန်နေရှုပ်သွားမှာဆိုဟုတ်ကဲ့အဲ့ဆိုရင်တကယ်လို့ကို Harry indicator ကျွန်တော်တို့က3ခုသုံးတယ်3ခုမှာ2ခုကကျတော့တစ်မျိုးပြမယ်တစ်ခုကတစ်မျိုးပြမယ်5ခုသုံးတယ်ဆိုလဲ3ခုကတစ်မျိုးပြမယ်2ခုကတစ်မျိုးပြမယ်ဆိုဘယ်လိုလုပ်ကြမလဲလေအဲ့ကြတော့ကျွန်တော်တို့ကဘယ်လိုဖြစ်သွားမှာလဲဆိုတော့ဟိုကျွန်တော်ဆုံးဖြတ်ရမယ့်ဟာမျိုးတွေဖြစ်လာရောဆိုတော့ဆုံးဖြတ်တယ်ဆိုတာလေဘယ်လိုမျိုးဆုံးဖြတ်ရမှာလဲဆိုတော့ဂျားထဲမှာဘယ် indicator သုံးရင်ဘာဖြစ်တယ်ဘာဖြစ်တတ်တယ်ဆိုတော့အဲ့လိုအတိပေါ့နော်အဲ့မျိုးဟာကိုကျွန်တော်ကစမ်းကြည့်မှသိမှာရback test လုပ်လိုက်တော့မှကျွန်တော်ကသိမှာဟုတ်ကဲ့ကိုရီဟုတ်ကိုရီဟိုလေကူထဲမှာကိုရီပို့ထားတာလေကျွန်တော်ကသိတဲ့အတိုင်းကိုရီကျွန်တော်တော်တော်သင်ချာအားနေတယ်ကိုရီလေးသိမှာပေါ့ဟုတ်အဲ့လိုဆိုတော့ဟိုနောက်ဆုံးဟိုကိုရီနဲ့ကျွန်တော်ပြောတဲ့ဟာကျွန်တော်တက်သွားပြီအဲ့ဒါကိုရီပြောတော့နားလည်သွားပြီပေါ့နော်ဟုတ်ကဲ့ဟိုတကယ်တမ်းဟိုကျွန်တော်အားလုံးကကိုရီရဲ့1-3ပဲထားတာလေနိုင်ရင်3 showing 1ဆိုတော့ကျွန်တော်တွက်တာလွယ်တယ်ပေါ့နော်ဟုတ်ကဲ့ကိုရီကို messenger ပို့ထားဆို68ပေါ့နော်သူရဲ့ win total win rate ကပေါ့နော်အဲ့လိုမျိုးဖြစ်သွားမယ်အဲ့အကွယ်ကြီးကျွန်တော်ဒီကျွန်တော် Telegram မှာပို့ထားခါကျတော့ average ကအဲ့ ratio ကအဲ့ဒါဘယ်လိုတွက်တာလဲမသိဘူးလေးကျွန်တော် risk to reward ထင်တယ်အဲ့ဒါဘယ်လိုလဲဆိုတော့လေသူကဟိုနိုင်တဲ့ trade တွေကိုကျွန်တော်တို့ကပေါင်းလိုက်တာပေါ့နော်ဆိုတော့နိုင်တဲ့ trade 3ခုကိုပေါင်းလိုက်ဒီမှာဆိုကျွန်တော်နှစ်ခါ 2% တစ်ခုနိုင်တယ် 1% တစ်ခုနိုင်တယ် 5% တစ်ခုနိုင်တယ်အဲ့3ခုကိုကျွန်တော်ပေါင်းပြီးတော့အဲ့3ခုရဲ့ပြန်မြခြင်းကျွန်တော်ပြန်ရှာတာဆိုတော့3ခုကိုပေါင်းပြီးတော့3နဲ့စားလိုက်လို့ရှိရင်သူက 2.66 ထွက်တယ်ဆိုလိုချင်တဲ့သဘောကပထမ trade ကို 2.66 နိုင်တယ်ဒုတိယ trade ကိုလည်း 2.66 နိုင်တယ်တတိယ trade ဟိုနံပါတ် trade နံပါတ်4ကိုလည်း 2.66 နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ performance ကဒီဟာပေါ်မှာဟိုအပေါင်း8ဖြစ်သွားပြီးတော့ကျတော့အနှုတ်နှစ်ခုနဲ့ခြေလိုက်ရှင်ကျွန်တော်ရဲ့ performance ကဒီဟာနဲ့အတူလာပြီးတော့တူညီနေလိမ့်မယ်ဆိုလိုချင်တဲ့သဘောကတော့ဒီနံပါတ်ကျွန်တော်ရဲ့ average ပေါ့နော်ပုံမှန်
မြင့်သွားတယ်ဘာလို့မြင့်သွားလဲဆိုတော့ 0.+5 မှာသူမြင့်သွားဆိုတော့ +2 ရယ် +1 ရယ် +5 ရယ်ကိုကျွန်တော်ပေါင်းပြီးတော့3နဲ့စားလိုက်လို့ရှိရင်သူ့ရဲ့ average ပြန်ထွက်တယ်ဟုတ်တဘောပါပြီဟုတ်ဒီမှာကိုဟယ်ရီပြထားပုံတိုင်းဟုတ်နားလိုက်ပါပြီကျေးဇူးပါပဲဟုတ်ကဲ့ Can you tell me one of your biggest trading mistakes there trading mistakes ကကျွန်တော်အများကြီးပဲကျွန်တော် personally လုပ်ခဲ့တဲ့ဟာတွေပေါ်မှာအများကြီးပဲဒါပေမဲ့biggest mistake ဆိုတာမျိုးထက်ဆိုင်ပေါ့ကျွန်တော်လုပ်လိုက်လို့ trade တစ်ခုကြောင့် biggest ကျွန်တော်မြင်တဲ့ဟာတော့biggest mistake ဆိုတဲ့ဟာကိုဘယ်လိုသတ်မှတ်လဲဆိုတာနဲ့လည်းဆိုင်တော့ဆိုင်တော့တကယ်တမ်းကျွန်တော်ဒီလိုမျိုး trade တစ်ခုကြောင့်အဆုံးရှုံးမှုတွေအများကြီးဖြစ်သွားတာမျိုးထက်ဆိုင်အဲ့တစ်ခုတည်းကိုတည့်ရတဲ့နဲ့ထက်ခါလုပ်နေလို့ရှိရင်တော့ဒါကကျွန်တော်က trading mistake လို့ခေါ်တယ်ပေါ့အဲ့ဒါကိုကျွန်တော်ကပြန်ပြင်ဖို့လိုတယ်အဲ့ဒီအတွက်ကကျွန်တော်တို့ trading mistake တွေကအမျိုးမျိုးရှိရယ်ကျွန်တော်လုပ်ခဲ့တဲ့ဟာတွေပေါ်မှာ stop loss အရင်ချက်တဲ့ဟာတွေဆိုရင်ဒါကျွန်တော် trading mistake တွေမှာပါတော့ stop loss အရင်ချက်တာပါတယ်ပြီးကြတော့ဒီ trading plan ထဲမှာပါပြီးသားဒါမလုပ်ဘူးလို့ပြောထားပြီးတော့ကျွန်တော်ကတခုခုကြော်သွားလို့ရှိရင် stop loss ကိုပြေးရွှေ့တာဆိုတော့ရရမယ့်ဟာတွေမရလိုက်တာပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မျိုးတစ်ခါကြာရင်ပေါ့ euphoria လို့ခေါ်တာပေါ့နိုင်နေလို့ရှိရင်ဖြစ်တဲ့စိတ်အရန်မျိုးမန်တက်တယ်လို့လည်းခေါ်လို့ရတယ်သူကနိုင်နေအများကြီးနိုင်နေ3 4 5ခါလောက်ဇက်တိုက်တွေနိုင်ပြီးတခါမျိုး3% 5% လောက်ဇက်တိုက်တွေနိုင်တဲ့ခါကြာရင်နောက်ခေါက်ကြာရင်နည်းနည်း reckless နည်းနည်းဖြစ်လာတတ်တယ်ဆိုတော့အဲ့မျိုးဟာတွေကျွန်တော် trading mistake တွေရှိတယ်အဲ့တော့ trading mistake တွေကတော့အများကြီးပဲ common trading mistake တွေလည်းရှိရပါတော့ကျွန်တော်မျိုးမှားပြီးနေမိတာတို့ဟိုဖြစ်တာတို့အဲ့အစောပိုင်းတွေမှာဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်နောက်ပိုင်းဖြစ်လာတဲ့ဟာတွေကျတော့ psychological mistakes တွေပိုများတယ်ဟုတ်လေကိုတခုလောက်မေးခွန်းကြည့်ပါဟယ်လိုဟုတ်ကဲ့ကြားလားမသိကိုတိတ်မကြားလို့ဗျဟုတ်ကဲ့ကိုကြားလားမသိဟုတ်ကြားရမ်းဟုတ်ကြားတယ်ဟုတ်ကဲ့ကိုဟိုလေသူကဒီ trade မှာလေကိုဟို daily trade တာလားကိုနေ့တိုင်းပေါ့နော်ဒီတနေ့လုံးစာဥမာနေ့ရင်းကနေ trade လိုက်ပြီးတော့ညအထိသူကအဲ့လိုမျိုးစောင့်ကြည့်နေပြီးတော့လေကိုယ့်ရဲ့ win ကိုလိုချင်တဲ့အချိန်ကြီးအောင်ပိတ်လိုက်တာအဲ့လိုမျိုးလားကိုကျွန်တော် trade တဲ့ပုံစံကျတော့ဟိုပါပေါ့နော်ဗာလဲဟိုဟာမျိုး trade တယ်ကျွန်တော်က swing trading လို့ခေါ်တယ်အဲ့လိုတစ်ပတ်မှာ2ရက်3ရက်လောက်ကျွန်တော် trade တယ်ပေါ့နော်ဒီဘက်မှာ position တစ်ခု3ခုလောက်ယူတယ်ကျွန်တော် position တစ်ခု3ခုကိုပေါ်ဖို့အတွက်ကကျွန်တော် style day trading မှာသွားပြီးတော့အဲ့လို daily time frame မှာ1 hour 4 hour မှာသွားပြီးတော့အဲ့လိုတေးလေးမှာသွားပြီးဝင်ပြီးတော့စောင့်ပြီးတော့ကျွန်တော် trade ဖို့ကြိုးစားပါအဲ့ပြီးသွားပြီဆိုကြမှာကျွန်တော်ဝင်လိုက်လို့ရှိရင်အဲ့ဒါကိုကျွန်တော်အကြာကြီးကင်ထားတယ်3ရက်5ရက်တစ်ခါကြာရင်တစ်ပတ်နှစ်ပတ်ကင်ထားရတာမျိုးရှိတယ်ကျွန်တော်ရဲ့ trading style တော့ swing trading နဲ့ day trading ကို mix လုပ်ထားတာပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဒါကြောင့်လေကို coin တွေကိုကအဲ့လိုမျိုးကိုအကြိုက်ကိုပေါ့နော်ဟိုအတက်ကြများတဲ့ coin တွေကို list လုပ်ပြီးတော့ trade တာလားဒါမှမဟုတ်လို့ရှိရင်ကိုအနေနဲ့ဟိုအကုန်လုံးကိုခြုံပြီးတော့ဒါကတော့တက်နိုင်တယ်ဒါကတော့ကျနိုင်တယ်ဆိုပြီးတော့မှရွေး trade တာလားကိုအဲ့လိုတော့မဟုတ်ကျွန်တော် practice လုပ်ထားတဲ့ pair တွေရှိတယ်အဲ့မျိုးကျွန်တော်ပိုင်နိုင်တယ်ပေါ့နော်ကျွန်တော်ကျွမ်းကျင်ရှိတဲ့ pair 4ခု5ခုလောက်ရှိတယ်ကျွန်တော်ဒီမှာPhantom တို့ဟွာတို့ Gala တို့အစရှိတယ်ကျွန်တော်တို့1တို့AVH ဆိုအဲ့လိုဟာတွေကျွန်တော်တော်တော်ကြိုက်တယ်အဓိကတော့လို့ structure တွေကို respect လုပ်တဲ့ trade ဟို pair တွေပေါ့နော်အဲ့လိုဟာတွေကျွန်တော်တော်တော်ကြိုက်တယ်ကြိုက်တဲ့ဟာပုံမှာအဲ့ဒါတွေကျွန်တော်ပို trade ဖြစ်တယ်Bitcoin နဲ့ Ethereum တော့အရင်မ trade ဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ Bitcoin ကကျတော့သူကသွားတာနည်းနည်းလေးနေရပြီးတော့သူ့ရဲ့ဒီဟို margin ပေးထားတဲ့ ratio နည်းနည်းလေးနေတယ် Ethereum လည်းအဲ့လိုပဲအဲ့ကြောင့်ကျွန်တော်တိတ်မ trade ဖြစ်ဘူးဆိုတော့အဲ့မျိုးကြီးရှိတယ်တကယ်ကကျွန်တော်ပို trade ဖြစ်တာတော့ဒီဘက်ကဟာတွေဟိုကျွန်တော်ဟို Phantom တို့ဘာလို့ဟာမျိုးပို trade ဖြစ်တယ်အဲ့မျိုးဟုတ်အကိုပြောသလိုဆိုရင်ခုနကလို့ဆိုလေအကိုကဥမာ trade ကိုဝင်လိုက်ပြီးတော့အကိုညားရတဲ့အချိန်ကြီးလွှတ်ထားလိုက်တာပေါ့နော်နောက်နေ့မနေ့ကျမှပြန်ကြည့်လိုက်တယ်ဘယ်လိုလဲ3ရက်လောက် trade တယ်ဆိုလေဟုတ်တယ်ဟုတ်ကဲ့ဟောအဲ့လိုလေးလေးသိချင်လို့လေအကို YouTube မှာတစ်ခါ trade ပြတော့ဟိုညအိမ်အကိုထွက်လိုက်တာတော့ပါလေအဲ့ဒါအရင်တော့အဲ့လို day trading လုပ်တော့ကျွန်တော်ညအိမ်လို့ရှိရင်ကျွန်တော်ပိတ်လိုက်တော့အရင်တော့အဲ့လိုဟောဖြစ်တဲ့ဟာပေါ့ manage လုပ်ထားတာသူက overnight fees တွေပါလေပေးရတော့ဟိုတိတ်ပြီးတော့မတန်ဘူးထင်လို့ပိတ်လိုက်တဲ့ဟာရှိတယ်တကယ်တမ်းအဲ့မျိုးဟိုဖြစ်တော့ဟိုတိတ်ပြီးတော့ဘယ်လိုပြောမလဲနောက်ပိုင်းကျတော့ swing trading နဲ့ပို့ပြီးတော့လုပ်လို့ရကင်ထားလို့ရပဲတော့ဈေးကြကုန်တာလည်းပါတော့ပါတယ်ဈေးကြကုန်တာပါတဲ့ခါမှာကျကျွန်တော်ဈေးကြကုန်တော့အရင်ကောင်းတဲ့နေရာတွေမှာရထားလို့ရှိရင်ကျွန်တော်ကဟိုပို့ပြီးတော့အဆင်ပြေတယ်အဲဒါကြောင့်ကျွန်တော်ဟိုမျိုးဟိုမလုပ်လိုက်တာအဲဆိုတော့ဟိုတကယ်တမ်းကဒီ
ကို style နဲ့ကိုဆိုင်တော့တဖြည်းဖြည်းနဲ့ adapt ဖြစ်လာတယ်ကို trade size ကြီးလာတဲ့ဟာတွေဟိုကိုဒီဘယ်နားမှာ market ကဘယ်နားမှာရောက်နေလဲဆိုတဲ့ဟာတွေလည်းအများကြီးတော့ဆိုင် ဟုတ်ကဲ့ဟုတ်ကျေးဇူးပါကိုဟုတ် Hello ဟုတ် ကို Harry hello တွေ့လာမကြောက်ရ ကြာပြီနော် bro ဟောလေကို Harry video file နဲ့တော်တော်များကြည့်ပြီးပါ bad test ကမလုပ်ရတယ်အဲ့ဒါလေဒီ trading view ကဝယ်ထားမှ bad test လုပ်လို့ရဒီရင်လုပ်လို့ရပြီဝယ်စရာမလိုလေလုပ်လို့ရတယ် ရတယ်ဒါပေမဲ့လုံးလို့ရှိရင် bro ရဲ့လောက်ထားတဲ့ဟာတွေကို save လုပ်လို့မရဘူးပြီးတော့ micro time frame မှာသွားပြီးတော့စစ်လို့မရဘူးဟိုကကြာဒီဟို smaller time frame မှာသွားပြီးတော့ training လုပ်လို့မရ back test လုပ်လို့မရ1 hour 4 hour မှာဝင်လို့မရ one day မှာဝင်ရမှာ one day မှာဝင်လို့ရှိရင် bro တစ်နေ့လုံးမှာ trade ကအခု20လောက်ပဲရရအောင် ဩတို့က time frame အကြီးဆိုမှbad test ရလာလား ဟုတ်တယ်အဲ့သဘောမျိုးဟုတ်တယ် ဝင်မှပဲအဆင်ပြေမှာနော် ဟုတ်တယ်ဝယ်လိုက်ပြီးတော့ပထမလအောင် fee သုံးလိုက်လေ okay ကျွန်တော်ဟိုမီးမပြတ်ခင်ကျွန်တော် recording လေးခဏတစ်ဖြတ်ရက်လိုက်မယ်နော်